ဘာကြီး power off တော့what the heck ဒီနေ့ကတော့ Rai ကလေးဒီမှာဖုန်းတစ်လုံးရောက်ထားတယ်ရောက် Vivo ကရောက်လာတယ် X300 Pro ဒီပေါင်းငါးကောင်နေဖုန်းဆက်လာအောင်အေးငါစီကိုဖုန်းတစ်လုံးရောက်ထားသေးရဲ့အဲ့ငါစီကိုခဏလောက်လာခဲ့အောင်ဘာဖုန်းကြီးရော X300 Pro ငါမင်းတို့ကိုခေါ်လိုက်တာအခုဒီကောင်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုရိုက်မယ်ဆိုရင်အခါလိုမျိုး review ပုံစံမရိုက်ချင်အောင်သူ့ကိုငါတို့အဲ့လိုပုံစံတစ်မျိုးပြောင်းပြီးတော့မှချင်းရိုက်ရဟုတ်တယ်ကျွန်တော်လည်းရုံးမှနေရပြင်းတော့ပြင်းလာအဲ့တော့အော်တိုလေးပါလေးထွက်ကြရအောင် မင်းကလည်းအော်တိုထွက်မယ်ထွက်မှာတော့ trip ပါညာထွက်ပြင်မယ်လေကွာဖုန်းကိုအကြောင်းပြုပြီးတော့ငါလည်းသူ့မှာပါတယ် state mode တွေတို့ night mode တွေပြီးတော့ zoom တွေကိုအပြင်ရှုခင်းနေနဲ့လဲစမ်းပြီးတော့မှရိုက်ချင်တယ်ဒီကောင်က lens တွေရောပါခဲ့တာပါတယ်ဒါဆိုပဲသွားမလဲမင်းပဲသွားကြည့် ဘယ်သွား နေကင်မရာမန်ဘယ်သွားကြနော် ကလောသွားမလား ဟာကလောကြီးကရမ်းဝေးတယ်ဟာ အဲ့ကြောင့်မန်လေးနဲ့လည်းတားဝေးသွားပြီဘတ်ဂျက်ကလည်းတော်တော်ကုန်ပါကွာမေမျိုးတံမေဘယ်တော့မှလည်းတပီးတော့တော့ review ရင်သွားပါမယ်review ရောက်ပါပြီတာမန်မြင်နဲ့ကြည့်ရင်တော့မှဒီလောက်ဝေးနေတဲ့ view ကို tail lens နဲ့တက်ပြီးတော့မှ zoom ဆွဲပြီးတော့ရိုက်ထားတဲ့အချိန်မှာဒီလိုရေစီးကျနေရတယ်ဟိုးအောက်ခြေကနေပြီးတော့လူတွေလှုပ်ရှားနေရတယ်ပြီးတော့ရေပြင်မှာနေရောင်လက်နေရတဲ့အစားတဘာဝကြကြလေးနဲ့တကယ်ကိုလာတယ်ရှုခင်းလဲကြည့်ပုံလဲရိုက်လို့အားရသွားပြီဆိုတော့အခု zip line သွားစီပါမယ်zip line စီးနဲ့လဲဖုန်းကင်ပြီးတော့ state view နဲ့ video ရိုက်ရမှာဆိုတော့အခု stability result ကိုလည်းတစ်ချက်လောက်ကြည့်လိုက်ရအောင်အသွားပြီးတော့အပြင်ကပုံမြင့်တာဆိုတော့အပေါ်လဲထက်ခဲ့ရသေးတယ် Ready, 3, 2, 1, zip လောက်လိုက်ပါဟဲ့လောက် oh my god oh my god ရမ်းလိုက်တယ် The view မှာကဓာတ်ပုံရိုက်လို့ကောင်းတဲ့ photo spot တွေလည်းတော်တော်များတယ်နေ့လေလေရောက်နေပြီဆိုတော့အချိန်ကြာမနေတော့ဘဲနဲ့ပုံလေးတွေပက်ရိုက်ပြီးတော့နောက်ထပ်နေရာတွေကိုဆက်သွားပါမယ်လမ်းမှာနေ့လေစာဝင်စားပြီးတော့အခုကန်တော်ကြီးတွေကိုရှောက်ရိုက်ကြပါပါထဲမှာလည်း
ဒါသူတို့သွားလာစားတောက်နေကြတွေကိုပုံတွေကိုအဝါကြီးရိုက်ခဲ့ရတယ်တဲ့စတိုင်းပဲဒေါင်းယူကနေရကိုလည်းတိုးခဲ့သေးတာဒါကတော့ဟိုးဝေးရရေကန်အစုံးကငန်းနှစ်ကောင်ကိုတယ်လီလန်းနဲ့လမ်းဆွဲပြီးတော့မှကြည့်ထားတာဒီကတော့ရှောက်သွားရင်းနဲ့တွေ့ရဲ့ပန်းလေးတွေကိုပါဇုံမျိုးစုံဆွဲကြည့်ထားတယ်တနေ့ကုန်လဲပြီးပြီဆိုတော့ညာဈေးမှာတစ်ဖွဲလုံးဘိုက်ဖြစ်ပြီးသွားရင်သူ့မင်္ဂလာမော်ရှိမှာ LED ဘောနဲ့ဒါ night shot တွေသွားစမ်းပါပါသူ့မင်္ဂလာမှာညာဘက်ရိုက်ဖို့အတွက်ရောက်နေတာဖြစ်ပါတယ်ဒီနားလေးမှာရိုက်ပါပါဘာလို့ power off တော့what the heck ရိုက်မလို့ပါဆိုကွာ power off သွားပြီဘယ်လိုလုပ်ကြမှာတော့ကြံရများတယ်ဆိုလမ်းကူးပြီးတော့မီးပွိုင်းရကားတွေကိုပဲ long exposure ဆန်းခဲ့လိုက်တယ် long exposure ကလည်း manual ချိန်ကြမလို့ပဲနဲ့ traffic light ဆိုပြီးတော့တခါရေးထည့်ပေးထားဆိုတော့အလွယ်တကူရိုက်လိုက်ရုံပဲလက်ညှိဖို့တော့လိုတာပေါ့ tripod နဲ့ကိုတော့ပို့ပြီးတော့ recommend ပေးရဲ့ rider တော့အချိန်ကြီးကဟန်းဟန်းနဲ့ပဲဆွဲခဲ့လိုက်တယ်နေ့က Vivo X300 Pro တနေကုန်ဒီပါကင်မရာတွေစမ်းထားတာ60ကနေစပြီးတော့မှစမ်းလိုက်တာဒီကိုညနေ9နာရီကျော်လောက်ပြန်ရောက်တာအဲ့ဒီကို24% ကျန်သေးတယ်အဲ့တော့ဒီဖုန်းကအားတော်ခံတယ်လို့ပြောလို့ရတယ်တနေကုန်လုံးကင်မရာကင်ပြီးတော့စမ်းတာတော့မှဖုန်းကပူလာတာမျိုးလည်းမရှိဘူးအရင်တော့Riro Pixel 10 Pro စမ်းမှုတယ်အဲ့တော့ကကြတော့နည်းနည်းလေးကင်မရာကင်လိုက်ပြီဆိုတာနဲ့စက်ပူလာတာရှိတယ်စက်ပူပြီးသွားပြီဆိုလို့ရှိရင်သူက zoom တွေပါဆွဲလို့မရတော့အဲ့တော့ဒီအခု Vivo X300 Pro မှာကျတော့အဲ့လိုမျိုးမရှိဘူးဆိုတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်နောက်တဲ့စမ်းစရာတွေလည်းရှိသေးတယ်အဲ့တော့အဲ့နေရာတွေကိုတွားပြီးတော့စမ်းလိုက်မယ်ရလာတဲ့ result ကိုတစ်ချက်ပြပေးမယ် breakfast စားပြီးတော့အခုပွဲကောက်မှာ cable သွားစီးပြီးတော့ပုံနေထည့်ရိုက်မှာပါဒီမှာတော့ရေတံခွန်လေးတွေအကောင်လေးတွေအနီးကပ်တကယ်သဘာဝအတိုင်းကိုထပ်ပြီးတော့ခံစားခဲ့ရတာတယ်လီလန်းကျေးဇူးနဲ့ပဲဇုံဆွဲပြီးတော့လုံးဝဒီဒီကျပုံတွေကိုရိုက်နိုင်ခဲ့ပုံတွေရိုက်ပြီးတော့ခေပဲသွားစီးမှာပါဒါကတော့အောက်မှာကြံခဲ့တဲ့နှစ်ယောက်ကေဘယ်ပေါ်ကဇုံဆွဲကြည့်ထားတာလဲ stability ကအရင်တော့မငြိမ်ပေမဲ့ဒါအဆင်ပြေတဲ့အနေထားပဲပြောရရင်ဒီဖုန်းက unboxing နေ review စမ်းပြထားတွေကြောက်လဲများနေပြီမလို့ Riro စိတ်ကူးပေါက်တယ်လို့ထသွားခဲ့ဒီခီးစဉ်လေးကလည်းဒီမှာပဲအောင်မြင်မြင်နဲ့အဆုံးသတ်သွားပါပြီ overall အနေနဲ့ပြောရမယ်ဆိုရင်အခု Riro သွားခဲ့ခီးစဉ်တစ်ချောင်းလုံးမှာအသုံးဝင်ဆုံးကတော့ state view feature ပဲအဲ့တော့ဒီ feature မှာကျတော့ selfie ရောဘက်ကောနှစ်ဖက်လုံးရိုက်လို့ရတဲ့အပြင် zoom ကိုပါစိတ်ကြိုက်ဆွဲလို့ရတာဆိုတော့ကိုမှတ်တမ်းတင်ခြင်းနဲ့ဒါ moment တွေအကုန်လုံးကို record လုပ်ဖို့တော့ကတကယ်ကိုလုံလောက်တယ်
ဒီဆိုမဲ့ထိပ်ပိုင်းမှာလဲဒါနေရာယူနေကြ series ခုအနေနဲ့တကယ်ကိုထိုက်တန်တယ်လို့တော့ပြောလို့ရတယ်သူ့မှာပါတဲ့ feature တွေအပြင်မှာဒါတို့တနေ့ကုန်လုံးပုံရိုက်တာတော့မှ battery ကလုံလောက်တယ်လို့လည်းပြောလို့ရတယ်ပြီးတော့အပေါ်ကိုလည်းကောင်းကောင်း control လုပ်နိုင်တာဆိုတော့ဒါတကယ်ချီးကျူးစရာကောင်းတယ်လို့လည်းထပ်ပြောလို့ရသေးတယ်အဲ့တော့ phone တစ်လုံးအတွက် heavy lens အနေနဲ့ကတော့ဒါသူ့ရဲ့ camera ဘက်ကတော်တော်လေးသိတာဇပွဲပေါ်မှာတင်ထားရပဲဖြစ်ဖြစ်ဖုန်းကိုလက်ထဲမှာကင်ထားရင်တော့မှလက်ကိုဘလို့ကင်လို့ကင်ရမှမသိအောင်လို့ဒုက္ခလေးတော်တော်ရောက်တယ်ပြီးတော့ဖုန်းကိုအလျားလိုက်ကင်ထားတဲ့အနေအထားမျိုးမှာကင်မရာဘက်ကိုလက်နဲ့အုပ်မိနေရဆိုတော့လက်ရာကလည်းတော်တော်လေးပေးရဒါကလည်းဒါကင်မရာကောင်းမှုအတွက်ပေးဆက်လိုက်ရတဲ့အချက်တွေထဲမှာအမြင်သာဆုံးအချက်လို့ပြောလို့ရတယ်အခုကြည့်နေတဲ့သူတွေရောဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲနောက်ထပ်သိချင်တာရှိရဆိုရင်လည်းခေါင်းမှာပြောသားပြီးပါ right ပါနောက်ထပ်စိတ်ဝင်စားတဲ့ view နဲ့တူပြန်လာခဲ့ပါမယ်